ဟုတ်ပြီကဲအဲ့ဆိုရင်စမားတို့ကအလားလေးကိုစမားတို့ပြ realize နဲ့ချိန်ပြီးနေတခါလဲစာလေးရှင်းသွားမယ်ပေါ့နော်အဲ့တော့အကုန်လုံးကြည့်ကြရအဲ့တော့ given ပေးထားပါတယ်ပြီးဆိုတဲ့နေပြီးတော့အမှတ်လေးကမြို့လေးက -1,2,3 မှာရှိပါတယ်အဲ့ဒီအမှတ်လေးကိုမြင်တာနဲ့တို့တွေကရေးလိုက်ပြီးစမှတ်မို့လို့ x1, y1, z1 ဟုတ်ပြီစုံမှတ်ဖြစ်တဲ့မန္တလေး3, -5, -2 စုံမှတ်မို့လို့ 8, 2, y2, z2 ရှိပါတယ်ဒီဒါမိုင်းဆုံးဖြတ်ပေးပါ whether or not the following points are on the line P2 အဲ့တော့ P2 ပေါ်မှာတဲ့အောက်ပါအမှတ်တရားဆိုရင်တဲ့အောက်ပါအမှတ်တရားဆိုရင်တဲ့ P2 ပေါ်မှာတဲ့ရှိသလားမရှိဘူးလားဆုံးဖြတ်ပေးပါအောက်ပါအမှတ်ဆိုတော့တစ်ချက်ရှိုးလိုက်အောက်ပါအမှတ်ဆိုတော့ A တွေ B တွေ C တွေကိုမတွေ့ရဘူးလားဟေးတွေ့ရပါတယ်အဲ့တော့နံပါတ် A လေးရတဲ့နံပါတ် A လေးရဲ့အမှတ်လေးကိုစမတို့ကတစ်ချက်ကြည့်ရအောင်တဲ့1,7/2,1/2အဲ့ဒါကြီးကမျက်စိရမှာမြင်ရမှာကမိထီလာကြီးပေါ့မိထီလာမြို့ကြီးလို့ပြောမှာပေါ့မိထီလာမြို့ကြီးကိုသူပေးထားတယ်သို့သွားမှာကနေပြည်တော်ကနေမန္တလေးနေပြည်တော်ကနေမန္တလေးဆိုတဲ့ကားသွားမဲ့လမ်းကြောင်းပေါ်မှာမိထီလာမြို့ရှိလားမရှိဘူးလားကိုမေးတာအောက်မှာပြောထားတယ်ဒီတာမိုင်းဆုံးဖြတ်ပေးပါ whether or not the following points are on the line P2 မြင်းပေါ်မှာအောက်ပါအမှတ်တရားရှိသလားမရှိဘူးလားကိုဆုံးဖြတ်ပေးအကယ်၍ if လင်းလေ the point အဲ့ဒီမိထီလာမြို့ကြီးက is ဖြစ်ပါတယ် on the line P2 line ပေါ်မှာရှိခဲ့မယ်ဆိုရင် I ရဲ့ is ကရှိသည်ဖြစ်သည်ဆိုတော့ရှိခဲ့မယ် I ရဲ့ if နဲ့ပြန်တွဲလိုက်ရင်ရှိခဲ့မယ်ဆိုရင်တဲ့ fine ရှာပေးပါတဲ့ the corresponding parameter with respect to the point B တဲ့အဲ့တော့ PMS ကိုစားပြုနေတော့တဲ့ corresponding လိုက်ဖက်ညီတဲ့ parameter လေးကိုရှာပေးပါတဲ့ PMS ကိုစားပြုတယ်ဆိုတော့နေပြည်တော်ကနေစထွက်ခိုင်းတာနေပြည်တော် P လို့ပြောထားတယ် PMS ဆိုနေပြည်တော်ကနေမိထီလာကိုတွက်လိုက်ရင်ဒါဆိုရင် K တန်မိုးပေါ့နော်အချိန်ဒီဘယ်လောက်အချိန်မှဒီမိထီလာကိုရောက်မှလဲဆိုတာကိုရှာခိုင်းတာတဲ့ရမလားဟုတ်ပြီအဲ့တော့ပု္ပ္ပစာလေးကိုစမတို့တွက်ကြည့်ရအောင်ကဲဒိုးတွေလည်းတို့တွေက direct value ရှာရမှာပဲဒါကြောင့်မို့အရှင်လေးနဲ့ P2 လို့ရေးလိုက်ပြီအဲ့တော့စမတို့နောက်ဂိမ်းနဲ့ရှေ့ဂိမ်းတို့ဆိုစမတို့ formula လေးမေးတော့ကျွမ်းကျင်သွားပြီဆိုတော့3နဲ့က -1 ကိုနှုတ်5ထဲက2ကိုနှုတ်ဟုတ်ပြီနော် -2 ထဲက -3 ကိုနှုတ်အဲ့တော့စဉ်းစားလိုက်တော့ဒီကောင်လေးဆိုတော့4ဘာလို့4ရတယ်5ထဲကသူ့ကိုနှုတ်တော့3ရတယ် -5 ရတယ်သူ့ရဲ့ direct value အဲ့တော့ P2 line ပေါ်မှာတနာရီကိုမိုင်100နဲ့မောင်းပါဆိုတဲ့ကိစ္စလေး direct value လေးတော့ပြီးသွားပြီကြည့်လိုက်တဲ့အချိန်မှာဒီအဖြေအားလုံးက0တခုမှမပါဘူးမပါရင်စမတို့က equation of the line နဲ့လည်းတွက်လို့ရတယ်အမှန်တော့ဒီပု္ပ္ပစာမှာလေဆရာတွေကစမတို့က2နည်းနဲ့တွက်တယ်ပေါ့ခဏကစမတို့တွက်တဲ့လေ coordinate လေးနဲ့လည်းတွက်တဲ့လူမှန်တယ်နောက်ပြီးတော့အခုတွက်ပြတဲ့ line of ဟွာလဲလို့ equation of the line P2 နဲ့တွက်တဲ့လူလည်းမှန်တယ်ပေါ့ဒီတော့စမဒီမှာတော့ equation of line ပေါ့နော် example ပုံရိပ်ထဲအတိုင်းတွက်ပေးလိုက်တာဖြစ်တယ်နှစ်နည်းရှိတယ်ကြိုက်တဲ့နည်းနဲ့တွက်လို့ရပါတယ်တဲ့အဲ့တော့သူတို့ဆရာတွေကတော့ဟိုဘာလာ down နဲ့ coordinate of the point နဲ့ပဲတွက်ကြတယ်စမတော့ပုံရိပ်ထဲအတိုင်းပေါ့နော်0နဲ့မညီတဲ့အတွက်ကြောင့်မို့0တက်တူတာတစ်လုံးမှမပါတဲ့ဟိုတစ်လုံးမှမပါဟိုတစ်လုံးလေးတောင်မပါဘူးဖြစ်တဲ့အတွက်ကြောင့်စမတို့ကဗာရေးမှာလဲလို့equation of the line နဲ့တွက်ပါမယ်တဲ့ရေးလိုက်ပြီး the equation of the line P2 is ဆိုမှာပုံနှိမ်နည်းလေးတွေတစ်ခေါက်တော့ရေးတယ် 8 minus 8 1/m မြင်များခြင်း y minus 1/m မြင်များခြင်း z minus z1/m အဲ့တော့သူ့မှာကဏ္ဍလေးတွေထည့်ရအောင်တဲ့8 minus 1တန်မိုးကနေပြီးတော့အမှတ်က minus 1နောက်တစ်ခုက y minus နေပြီးတော့က y1 ဒီ2ရှိတယ်z minus 3ဖြစ်တယ်အောက်ကဒလိုက်တဲ့ value တွေက4ရယ်3ရယ် minus 5ရယ်ဆိုပြီးမှရထားတယ်အဲ့တော့စမတို့ကဆက်တွက်မယ် if လင်းတဲ့အဲ့တော့စမတို့ရဲ့မိထီလာအမှတ်လေးက 8, y, z အဲ့တော့မိထီလာဒီ 1, 7/2
2 1/2ဆိုမှရေးလိုက်တယ်အဲ့တော့သူ့အမှတ်လေးတွေကိုထည့်မယ်ဆိုတော့8နေရာလေးတွေ y နေရာလေးတွေ z နေရာလေးတွေမှာထည့်ကြည့်မယ်8က1 + 1/4ညီမျှချင်း8နေရာမှာ1ထည့်ရနော်အဲ့တော့ဆရာမရေးဒီမှာရေးလိုက်ပါအောင်မယ်8 + 1/4 8နေရာလေးမှာကဏ္ဍထည့်လိုက်တယ်ဆိုတော့ 2/4 အဖြေဒီ1/2ရတယ်ဟုတ်တယ်နော်အဖြေဒီပါရရလဲလို့1/2ရတယ်ကဲအဲ့ဒါပြီးွားပြီဟဲ့ဆိုရင်တို့တွေကဆက်တွက်မယ်ဆရာမရေတွက်ကြည့်ရအောင်အဲ့ဒါဒီနေရာလေးမှာ y လေးဆိုရေးပြီး y - 2/3 y တန်မိုးလေးကမိထ္ထီလာမက်က7/2 - 2/3 calculator နှိပ်လိုက်ရင်1/2ပဲရတယ်နောက်တစ်ခုက z - 3/-5အဲ့တော့လဲထည့်လိုက်ပြီး z တန်မိုးလေးကမိထ္ထီလာအမှတ်ဒီဘယ်လောက်မှရှိရလဲလို့ 1/2/3 calculator နှိပ်လိုက်ရင်စမတို့ဒီ1/2ပဲရတယ်ဟုတ်ပြီအဲ့ဒါဆိုစမတို့ကစဉ်းစားပြီး1/2ဖြစ်နေတော့နေပြည်တော်ကနေမန္တလေးကိုသွားတော့မိထ္ထီလာကိုနိုင်ခွက်နဲ့ရောက်တယ်ဆိုပြီးအဓိပ္ပာယ်ကိုတက်ရောက်သွားတာညီွားရင်စမတို့ရဲ့မန္တလေးနေပြည်တော်ကနေမန္တလေးကြားမှာမိထ္ထီလာမျိုးရှိပါတယ်လို့အဓိပ္ပာယ်ပြောရတယ်အတူတူပဲဒါကြောင့်မို့တဲ့စမတို့ကအဖြေထုတ်တော့မယ်အဲ့တော့အဖြေထုတ်တော့မယ်ဆရာမရေဆိုတော့ဆရာမဒီနောက်မှာအဖြေလေးကိုရေးလိုက်မယ်အဲ့တော့အမှတ်လေးဆိုတော့ the point မိထ္ထီလာဆိုတဲ့အမှတ်လေးကိုရေးလိုက်ပြီး 1,7/2, 1/2ရှိပါတယ်ဆိုတော့ is ဘယ်ပေါ်မှာရှိရလဲဆိုရင် on the line PQ မြင်းပေါ်မှာရှိပါတယ်ဒါဆိုရင်ဗရဏာကြီးမှာရောက်တာတော့ဆရာမရေဆိုတော့ဆရာမတို့ကရေးပြီး corresponding parameter နေပြီးတော့ကနေမိထ္ထီလာကိုသွားတဲ့အချိန်ကြဒီဟိန်ဒီနိုင်ဘွဲ့ဖြစ်ပါတယ်ဆိုတော့1/2မှာပြီးပါတယ်ဒီထိလေးရလားဆရာမနောက်